Velociraptor ထက်တောင်ပိုရှည်တဲ့ခြေထက်တွေရှိပြီးအရက်6ပေနီးပါးမြင့်တဲ့ကဆာဝရီငတ်ကတော့ဒီတောအုပ်ရဲ့ဘယင်ပါပဲဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုလူဝက်ချက်ကအရွယ်စားပေါ်မှာတည်းမဟုတ်ပါဘူးအခေတယောက်အနေနဲ့သားသမီးကိုစောင့်ရှောက်နိုင်စွမ်းရှိတာကပိုအရေးကြီးပါတယ်အခုဒီအဖေငတ်ရဲ့သားငယ်လေးတွေကအသက်6ခွက်ပဲရှိပါသေးတယ်သူတယောက်တည်းကပဲသားသမီးတွေကိုကျွေးမွေးစောင့်ရှောက်သွားမှာပါကလေးတွေကြီးထွားတန်မာလာဖို့တော့အစားအစာတက်လုတ်ချင်းစီကတန်ဖိုးရှိပါတယ်ဒါပေမဲ့ဒီတောအုပ်ထဲမှာတော့အသီးအနှံအများစုကတားငယ်လေးတွေအရန်ကိုကြီးလွန်းနေပါတယ်ဒါကြောင့်အဖေငှက်ကသူတို့အတွက်အပိုင်းပိုင်းဖြတ်ပြရပါတယ်အခုဆိုသူကတားငယ်လေးတွေကိုရေစီးတန်တဲ့ချောင်းကိုဘလို့ဖြတ်ရမလဲဆိုတာသင်ပေးနေပါပြီခြေထောက်တာမှ10စင်တီမီတာလောက်ပဲရှိသေးတဲ့အခါဒီလိုစမ်းကြောင်းလေးကတော့သူတို့ကအရန်နဲ့ပါတယ်တားငယ်တကောင်ကတော့ရဲရဲဝံ့ဝံ့ဆင်းသွားပြီမဲ့ကြံတဲ့တကောင်အတွက်တော့ဒါကအရန်ကိုကြောက်စရာကောင်းနေပါတယ်နောက်ဆုံးမှာတော့သူကလာခဲ့တဲ့လမ်းတိုင်းပဲပြန်လှည့်ပြေးသွားပါတော့တယ်ကက်ဆဝရီသားငယ်တွေရဲ့တဝက်လောက်ပဲအရွယ်ရောက်တဲ့အထိအသက်ရှင်နိုင်ကြတာပါဘာလို့လဲဆိုတော့ဒီတောအုပ်ထဲမှာသူတို့ထက်တင်းငယ်တဲ့အရာမှန်သမျှကိုစားတောက်ပြီးအသက်ရှင်နေကြတဲ့သတ္တဝါတွေအများကြီးရှိနေလို့ပါပဲအခုဆိုသူကသူ့အဖေကိုမြ мян ပြန်ရှာတွေ့ဖို့လိုနေပါပြီအဖေငှက်ကသားငယ်ရဲ့ငိုးထန်ကိုကြားလိုက်ပြီးတောအုပ်ထဲအထိပြန်လွင့်သွားနိုင်တဲ့အထူးအော်ထန်နဲ့ပြန်ထူးလိုက်ပါတယ်ခဏကြာမှတော့သူတို့ရဲ့စိတ်ချရတဲ့အယောင်အသွေးတွေကိုမြင်လိုက်ရပါပြီသူတို့ကြားကတန်ရောစင်ကကြောက်စိတ်ထက်ပိုပြီးခိုင်မြဲပါတယ်နောက်တစ်ချိန်မိတ်မလိုက်ခင်အထိနောက်ထပ်8လကြာအောင်ဒီအဖေငှက်ကတားငယ်တွေကိုဆက်လက်လမ်းပြဆောင်ရှောက်သွားမှာဖြစ်ပါတယ်